ဦးမှန်မရောက်သေးရောသူလည်းပြန်လို့မရှာသေးဘူးအမေဖြစ်သူကိုဖုန်းဆက်ကနောက်ကြမယ့်အကြောင်းကြိုတင်တတိပေးထားကြအောင်ပဲဟယ်လိုအမေကျွန်တော်ဒီနေ့နောက်ကြပြီနော်လောက်ရှင်မရောက်သေးရောပြန်လို့တခုပြေးသေးတယ်အေးပါကွယ်တားပြန်တဲ့အခါကျရင်တတိထားနော်ခေတ်ကာလကစိတ်မထားရတော့ဘူးဟုတ်ကဲ့ပါအမေနဲ့ဒါဆိုထားတော့မယ်အိမ်မှာမိုးရီပြီးပြန်သွားတယ်ရပါတယ်။ဒီတော့အလုပ်လုပ်ထားရင်တောင်းပါမယ်။မိုးအေးလေးပါနော်။နေနေတရားအိမ်နေလား။အေကန်စပါမှာဒီကနေ့အိမ်မှာကိုပေါ်မှာခက်တာထောင်းနေမှုကိုဖန်ဆားရတဲ့အခါအိမ်အလုံးတက်တဲ့ဟင်းကိုချက်ချင်းထိုးလာရတယ်။ I got facts over tracks over tracks, this and that. Streets so spinning fast, I can roast, I can gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. Overflowing from the emptiness, hilarious. You think you're with my time, you're delirious. Mysterious, because you hide behind the exterior. Inferior, you know I'll always be your superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains that last. Believing what you got, it was built to last. ငါပဲအိတ်လိုက်ပါတော့ချက်တည်းဒီနေ့နောက်ကြနေပြီ။ဦးမြန်ပြောအချင်းကိုတတိယပါဖုန်းပြင်ပြတော့တနားရင်ထိုးရမယ်။သူအဲ့လောက်တောင်အိတ်တယ်အမေကစိတ်ပေါ်လို့ပြေးနေတာအချင်းဖုန်းပြင်ပြလိုက်။ဟယ်လိုကျွန်တော်ဒီနေ့အလုံးမပဲအိတ်လိုက်တော့မယ်။ဒီနေ့နောက်ကြနေပြီ။အပေါ်အဆင်ပြေပါရဲ့အနေနဲ့ပေါ်ထားတယ်နော်။ဖုန်းခေါ်လိုက်ပြီးဦးမြန်ပြန်ခဲ့တာဖြစ်တယ်။အဲ့ဒီကဘာမှမဆက်ဘူး။ဒီနေ့ဆက်လာတာပြီးအဲ့ဒီနေ့တူတာအနေနဲ့ကိုယ့်ရုပ်ခရနိုင်တယ်။ဘာလို့ဦးမှန်ကသူ့ခံစားပြန်ပြရလဲ။ဒီလိုခက်တဲ့ကိုပြောနေလိုက်တယ်။ဒီလိုကအေးဆက်တယ်။တော်ရုံအိပ်ပြောလို့ဖြစ်ခဲ့တယ်။အထူးသဖြင့်တရေနှုတ်ပြီးပြအိမ်ပြောတော့ဘူး။ကိုယ်တိုင်ကိုသိရတယ်။ဟုတ်တာပြင်နေတယ်။မမင်းလောက်ကြတော့မနေနိုင်သွားဘူး။အဲ့မှာအဲ့တော့မနေ့ကိုအလုံးလာတယ်။လက်ပြန်သားပြည့်လုံးလာတယ်။ပါလာရဲ့အလုပ်ကြီးတက်နေတယ်။နာမည်ကဆိုင်ရလေးကိုပြတ်တဲ့ဒီကဘောက်ကိုဆိုတယ်။တက်တန်းတာအလုံးတလို့ရှာနေတယ်။ဒီကြောင်လေးနားမှာပဲနေစင်တော့ခက်တာ။ပြောရှင်အောင်အိတ်တယ်လား။အိတ်ဖို့အဆင်ပြေလို့လား။အဆင်မပြေရင်ကိုယ်ခင်တော့လေ။မဟုတ်တာမသိတော့ပါဘူး။ဟုတ်ပါပြီ။ငါတင်းချက်တိုက်တော့တယ်ဆိုတော့စိတ်မကြခင်ကိုယ်နဲ့အချင်းလေးမျိုးသွားပြီးပြန်ထွက်လာတဲ့အခါလက်ထဲမှာခေါင်းအောင်နဲ့တောင်ပြူတစ်ထည်ရှိုးတာဒင်းမျိုးတွေ့လိုက်တယ်။ဒင်းကအေးတယ်အေကိုရှော့လိုက်အောင်။ဒါဆိုကိုတော့အိတ်တော့မယ်နော်။တွန်းလိုက်အောင်မယ်။လက်နဲ့ကန်းထက်တာသင်ပါရဲ့အတုံးကြီးပေါ်လာတာ။ညမောင်နဲ့ညနေကလည်းအရှိမကောင်းလေးထံကိုအကြည့်မထားရဲ့။ကိုနိုင်ချတဲ့အခန်းတကာပိတ်တန်းစားမှာမင်းတို့အသက်ကိုခက်ပြင်းပြင်းရှူရှာနေရဲ့သူမျက်နှာကလည်းအနေငယ်ရမ်းနေလျက်ခက်တွင်မီးရအောင်မှာပိုပြီးရှင်မိုးနေတဲ့တံပေါ်နေရဲ့ဦးမန်ရဲ့အခြေအနေကိုသူသေးချာပေါတတိထားမိပေမဲ့သူ့အပေါ်တက်ရောက်နိုင်တာကိုအနေငယ်ရှက်မိရဲ့ချမ်းစိမ့်စိမ်မှုကထပ်ပေါင်းဖြစ်ရဲ့အခါဝဲအပူချင်းကပိုပြီးကျဆင်းလာပေမဲ့လင်းညိုရှင်မှာတော့ခက်အေးလက်ဖြားတွေမှာလွဲပြီးမျက်နှာနဲ့ရှင်ဘက်မှာတော့အလွန်ကိုပူလောင်နေရတယ်မနေ့ဝေလီဝေလင်းအချိန်ခါလိုက်ကာရီကြားမှာနေအောင်ကြီးဟာအခန်းလေးကိုအတင်းတိုးဝင်လာတယ်လင်းညိုမိဖို့ကြောင့်မှမနေ့စာပြင်းနေခိုက်သူ့ပေါင်းမီကိုလာဆွဲတဲ့လက်သက်သေးလေးကြောင့်အုံကြည့်လိုက်တော့ကိုမော်နီညနာဝိုင်းဝိုင်းပါဖမောင်းပိုင်ရှင်မက်ခွန်းတန်လေးမှာချစ်စရာကောင်းတဲ့အပြုံးကြီးကြီးနဲ့နှုတ်ဆက်လာတယ်မော်နီပါဘေဘီဒီနေ့အစောကြီးနိုးနေပါလားပပကဒီနေ့အပြင်ထွက်လာကြမယ်လို့ကတိပေးထားရလေကိုလည်းမသိရပါလားခွန်းကကိုတမင်ပြောပဲနေရပေါ့ဟုတ်လားလူစိုးလေးကလေးငယ်ကိုခြေလိုက်ပြီးတော့ကလေးထိုးလိုက်တော့တခက်ခဲရှိလာတဲ့ပေါက်စခွန်းကမပြောချင်လို့မဟုတ်ပါဘူးနော်ပပမပြောခိုင်းထားလို့လင်းညွန့်ရဲ့လက်ပင်ကိုတိုင်းဖက်လာတဲ့လက်လေးနှစ်ဖက်နှက်ကန်းဆွဆူလေးနဲ့ကလေးတန်လေးကချောမော့တယ်လို့မျိုးပြောလာတော့လင်းညွန့်ခင်ဗျမနေနိုင်ပဲပြုံးမိရပြန်တယ်မသိဘူးကိုစိတ်ဆိုးတယ်လင်းညွန့်စိတ်ဆိုးခြင်းအောင်ဆောင်ကမျက်စိတောင်းကနေခိုးကြည့်လိုက်တော့အလွန်ကိုမှစိတ်တော့ကရောက်နေတဲ့ပွဲခွန်းတန်လေးကိုမြင်တွေ့ရတယ်ရည်ကျင်စိတ်ကိုအောင့်အေးထားပြီးတော့မျက်နှာလွှဲလိုက်တော့ဘာပြင်ပေါ်ကိုကြောက်ရောက်လာတဲ့အနက်တစ်တစ်လေးတစ်ခုစိတ်မဆိုးနဲ့တော့နော်နမ်းပြီးသွားမှရှက်သွားတဲ့ကလေးပေါက်လေးကမျက်နှာဝိုင်းလေးကိုလင်းညို့လက်ပင်ထက်ကွက်လာတယ်လင်းညို့လည်းပဲမအောင်နိုင်တော့စွာပတ်ချိုက်တွေပေါ်တဲ့အထိရွှေမောမိပြီးတော့ပုံဝဲထားတဲ့မျက်နှာလေးကိုဆွဲမောလိုက်တယ်ပြီးနောက်တမောင်မနဲ့ခွန်းရဲ့ပါးနှစ်ဖက်ကိုနှမ်းလိုက်ခေါင်းလုံးလေးကိုဆွဲဖွားလိုက်နဲ့လှုပ်နေတယ်မမျက်နှာတစ်ပြီးမိဖို့ကြောင့်နဲ့ဝင်လာတော့အဲ့ဒီကျင်းတို့ရဲ့မြင်ကွင်းလေးကိုမြင်လိုက်ရတယ်တားဖြစ်သူနဲ့ညှို့ရှင်တို့နှစ်ယောက်မှာ
ဖက်လိုက်နှမ်းလိုက်နဲ့အပြုံးတွေဝေးစားနေလျက်အပြုံးလာတဲ့ပချိုင်းပိုင်ရှင်လေးထံမှအကြည့်ပင်မခွာနိုင်အောင်ဒီကောင်လေးကတော့သူ့အပြုံးတွေဘလောက်လှလဲသိပြီအောင်မှာမဟုတ်အဖေဖြစ်သူကိုမြင်သွားရှာတဲ့ခွန်းခွန်းမှာတော့ကိုကရမဲ့စွာစစ်ကိုတောင်းရရတယ်ပပခွန်းခွန်းကိုကဲပါအောင်ခွန်းခွန်းရဲ့စစ်ကူခေါ်တဲ့နဲ့ထမင်းစားကန်အပေါင်းမှာရက်နေသူကိုလင်းညိုမြင်တော့တန့်သွားရတယ်ဘာလို့မှမသိသူမျက်နှာမှာပူရှိန်တယ်လို့အေးတယ်လို့ပူတယ်လို့ခံစားချက်ကိုတပြိုင်နက်ရလိုက်တယ်ပပရဲ့ဘေဘီကိုဘသူအနိုင်ကျင့်နေရလဲခွန်းခွန်းကပပကြောင့်အနိုင်ကျင့်ခံရတာခဏကစစ်ကိုတောင်းလာသူမှာသူမဟုတ်တဲ့အတိုင်းမက်ခွန်းတန်တယောက်စူပပုံနဲ့ပြန်ပတ်လာတယ်ဒီတကတော့အကူကြီးမဲ့ရသူမှာမန်မိုးကန်ဖြစ်တယ်ဦးမန်ဗိုက်စားပြီလားဒီနေ့ထမင်းကြော်ထားတယ်တားဖနှစ်ယောက်ရဲ့တယောက်တည်းကူကယ်ရမဲ့မှုကိုနောက်ဆုံးဝင်ပြေရသူမှာလင်းညိုတာလေကိုဗိုက်စားနေပြီခွန်းခွန်းလည်းဗိုက်စားပြီလေးတောင်တန်ထမင်းစပွဲမှာခွန်းတန်လေးနဲ့လင်းညိုကဘေးချင်းကက်တိုင်းကလင်းညိုရဲ့မျက်နှာချင်းဆိုင်မှာမှန်ဝင်ထားလိုက်တယ်ခွန်းခွန်းတွေတီးတန့် special ပစုံထမင်းကြော်လှုပ်ပေးထားတယ်တွေ့လားပပကိုကခွန်းကိုပို့ချစ်တာကောင်မတပင်မျက်နှာပင်နဲ့ပြောလာတဲ့ကလေးပါမန်ဘာမှမစုံမိပဲခေါင်းသာအသာခမိရဲ့ဒီနေ့အားလာချတဲ့ရုတ်တရက်မေးလာသူကိုမော့ကြည့်လိုက်တော့စူးရတဲ့မျက်ဝန်းတစ်စုံနဲ့စုံမိရဲ့အခုခါအဲ့ဒီနတ်မောင်နဲ့မျက်ဝန်းတွေမှာနိုးညံ့မှုတွေကဝေးဖြားပြီးတော့ဖုံမပြနိုင်အောင်ဆွဲဆောင်နေပြီရဲ့ဟုတ်အားပါတယ်ဒီနေ့ခွန်းကိုအပြင်ထွက်လဲကြမယ်လို့ကိုကတိပေးထားတယ်ခြားတိတ်အားရင်လိုက်ခဲ့လေပြီးတော့ဒီနေ့ခြားတိတ်မွေးနေမလားအမက်တန်လေးဖြစ်သွားတာပေါ့ဦးမန်စကားဆုံးခွန်းလေးထမ်းမှာချွဲတန်လေးကထွက်ပေါ်လာတယ်လိုက်ခဲ့လေနော်ကိုဟုတ်ပါပြီဗျာသူတို့မနေ့စင်တိုင်းလောက်အိမ်မှာထွက်ခဲ့ကြပြီးတော့မော်တကူတွေကိုအရှင်ဝင်ပြေးကြတယ်အကြောင်းမှာလင်းညိုအတွက်မွေးနေ့လက်ဆောင်ဝယ်ပေးစနေဆိုရင်ဦးမန်ကြောင့်မေခြားတိတ်သဘောကျတခုရှင်ပြောနော်ဒီနေ့ခြားတိတ်ကိုအပြည့်ဝအလိုလိုက်ပေးမယ်ကြီးစဲနေတဲ့လိုလေးတန်းနေသူ့ကိုရွှွှွှွှဆဆကြည့်လိုက်လူကြီးကြောင့်ရှက်အဟန်ပင်ဖြစ်လာရတယ်လက်ရှိဆိုင်ကဈေးတွေကခေါင်ထိတ်ထိမြင့်နေသူမျက်စိကြောင့်ရဲ့ဆွက်တာလေးရဲ့ဈေးမှာ9သိန်းကျော်အားကြောင့်တိုးတိုးတိတ်တိတ်လှည့်ထွက်လာရတယ်ဦးမန်ကချမ်းသာတာကိုသိပေမဲ့တခြားသူရဲ့ပတ်စံကိုဒီလိုပေါ့ပေါ့တတန်မဖြုံးခြင်းကျွန်တော်ကဘာမှထွေတူမလို့ပါဘူးတခုခုတော့ယူလိုက်ပါကိုမင်းတို့ဝယ်ပေးချင်လို့ကျွန်တော်အဝတ်စားအဲ့လောက်ကြီးမလို့သေးပါဘူးကျွန်တော်ဝယ်ချင်တာရှိရင်ဦးမန်ပြောမယ်လေကောင်းပါပြီသူတို့ဆိုင်ထဲမှာထွက်လာခဲ့ကြပြီးလင်းညို့ဦးမန်ကိုဘေးတိုက်ကြည့်လိုက်ကမင်းညဦးမန်ပြောတော့ဒီနေ့နေကုန်နားမယ်ဆိုသူမေးလိုက်တော့ခက်တတာပြောလာသူညှို့ရှင်ရဲ့အနားယူရဲဆိုတာဘယ်လိုမျိုးမှတ်ယူလဲကိုမသိပေမဲ့ကိုအတွက်တော့မိသားစုအတွက်အချိန်ပေးရကလည်းအနားယူနေတမျိုးပဲမန်သူ့တံမှာအကြည့်မလဲကောင်လေးရဲ့ညောင်ဝန်းတွေကိုငေးကြည့်လိုက်ကစကားဆက်လိုက်တယ်ပြီးတော့ဒီနေ့ကညှို့ရှင်မွေးနေလေကိုညှို့ရှင်အတွက်အမှတ်တရလည်းဖြစ်တာပေါ့ညစာစားပြီးရဲ့နောက်အိမ်ပြန်ချိန်ရောက်ခဲ့ပြီးလင်းညိုသူ့ရင်ခွင်နဲ့အိပ်ပျော်နေတဲ့ခွန်းတန်လေးကိုကြည့်ပြီးကားထဲဝင်ဖို့အပြင်တားလိုက်လက်တစုံခဏလေးနောက်ကိုလှမ်းလိုက်အောင်မယ်မဟုတ်ရင်ခွန်းတောင့်တမရှိပဲဖြစ်နေမယ်ခွန်းကိုကားနောက်ခုံမှာရင်းထွေအိတ်စီပြီးမှသူ့ကိုယ်တိုင်ဝင်ထားလိုက်တယ်ဒါဆိုဦးမန်ကျွန်တော်အိမ်ကိုတခါလေးပြန်လိုက်တော့မယ်လေကောင်းပါပြီထုံးစံတိုင်းလူကြီးလူကောင်းစတဲ့အဖြစ်တစ်ခုကားပိတ်တာကြောင့်နိုင်ဝက်လောက်ထိမောင်းလိုက်ရတယ်အဲ့နိုင်ဝဲမြကားတွင်တိတ်ဆိတ်နေပေမဲ့ရေထွေရင်းနေတဲ့လေတူကြောင့်တက်တောင့်တတရှိလာပေရဲ့လင်းညွန့်နေတဲ့ရက်ွက်ဟာတာမန်တိုင်ဝန်းဖြစ်ပေမဲ့ပတ်ဝန်းကျင်တန့်တယ်လို့လူနေလဲတန့်တာကြောင့်ညက်ပတ်ပေတဲ့လေတူမျိုးမရှိကားရက်သွားချိန်မှာလင်းညိုကားပေါ်မှာဆင်းလိုက်ပြီးနှုတ်ဆက်ဖို့အပြင်ရေမောင်းသူတကားဟာပွင့်လာခဲ့တယ်ခြားတိတ်ဦးမန်ကကားတကားပိတ်လိုက်ပြီးသူ့ဘက်လှည့်လာချိန်မျက်နှာချင်းဆိုင်ရက်နေတယ်လို့ဖြစ်နေရကြောင်းဦးမန်ရဲ့ရှေ့လိုက်အရာလင်းညိုကိုအုပ်မို့လို့နေရဲ့လမ်းမရအောင်မှာဦးမန်ရဲ့ယောက်ျားဆန်တဲ့မျက်နှာဟာခန်းစားချက်တွေပြည့်ရှံနေလျက်လင်းညိုလည်းခက်တာပြောစရာမေ့သွားရပြီးတစ်ဖက်မျိုးသားထံမှအကြည့်မလွှဲနိုင်ခဲ့ခြားတိတ်ရုတ်တရက်နိုင်သွားပြီမယ်ကိုမင်းကိုဖွင့်ပြောကြရှိရဲ့အဲ့ဒီစကားဆုံးလင်းညိုရဲ့နှလုံးသားမှာဒုက္ခနဲ့ပြင်းပြင်းထန်ထန်တစ်ချက်ခုန်သွားရတယ်ညနာဘူးတယ်လို့ရှက်တယ်လို့ဖြစ်လာရပြီမယ်လင်းညိုအဲ့ဒီခန်းစားချက်တွေပြည့်ရှံနေတဲ့မျက်ဝန်းတွေကိုအကြည့်မလွှဲနိုင်ခဲ့ကိုမင်းကိုသဘောကျခြားတိတ်လင်းညိုကောင်အသာငုံလိုက်ပြီးအသက်ရှူတန်ကိုမပြေအောင်ထိန်းချုပ်ထားရတယ်ခြားတိတ်တတိထားမိလောက်မှာပါသူ့ဘားပြင်ကိုညင်သာစွာပုတ်တက်လာတဲ့လက်ချောင်းတွေပြီးနောက်လင်းညိုရဲ့မျက်နှာတစ်ချမ်းကိုလက်ဝါးအပြည့်ကင်တွယ်လာသူကိုကြည့်ပါအောင်မန်ကောင်လေးရဲ့မျက်နှာကိုအသာရဆွဲမော်စီပြီးပြည့်ပြည့်လှပတဲ့မျက်ဝန်းတစ်စုံနဲ့သူ့ထံကြည့်စေတယ်နေကလာတဲ့ခန္ဓာကိုယ်နှစ်ခုကြား
လေတုဟာပိုးလောင်လာတယ်လင်းညိုသူ့မျက်နှာတဲ့တိုးကပ်လာတဲ့ဦးမှန်ကိုမတွန်းထုံးမိမိုးရာသီညရဲ့တိမ်မဲတွေဟာလာမင်းကြီးကိုဖုံးကွယ်လျက်ကျယ်ဝေလဲပျောက်ကွယ်လို့နေရဲ့လမ်းမထဲမီးရောင်နှင့်ပေးတဲ့မီးတိုင်လေးကသာတောင်ဝန်းကျင်ကိုထိန်နေစေတယ်အဲ့ဒီမီးတိုင်လေးရဲ့အောက်မှာတော့အမျိုးသားနှစ်ယောက်ဟာတယောက်ထက်တယောက်ကြဆုံးကအနမ်းပွင့်နေကြနှင့်မော်လျက်နန်းနေချိန်မှာဘလောက်ပင်ကြာသွားတယ်မသိနှက်ကန်းတစ်ခုခွာလိုက်တဲ့အခါခက်ဆူဆူငွေမြင်အောင်တန်းလေးပေါ်ထွက်လာရတယ်လင်းညိုခေါင်းနဲ့ဗလာနဲ့ထိခွာသွားတဲ့မျက်နှာကိုမော်ကြည့်ကဆိုစရာစကားလုံးတွေပျောက်ရှာနေရတယ်မျက်နှာကပူတက်နေပြီးပါးနဲ့ပုံမှာတိတိတသားနှိဆွေးနေရဲ့အဲ့ဒီမြင်ကွင်းလေးကိုကြည့်ကမတ်မြုံဝန်းတွေတဲ့နူးညံ့ချစ်ခင်မှုတွေအစမတန်ရိုးဖိတ်လို့လာရတယ်အရှိရလူထံမှခက်တူတူရှိတဲ့ထွက်လာတော့လင်းညိုအနေငယ်စိတ်တူသွားတယ်မျက်မှောင်ကျုပ်ကကြည့်လိုက်တော့မျက်နှာပြန်တေးလာသူကြီးခြာတိတ်ငယ်လေးရဲ့စူပပုတ်မျက်နှာလေးဟာအတော်ချစ်ဖို့ကောင်းလွန်းတာကြောင့်မနေနိုင်ပဲပါလီကိုဆွဲညှက်လိုက်တော့ခက်လလမျက်စောင်းတစ်ခုပေးလာသူမအင်းကြီးအိတ်ကတ်ထဲမှာရနာဘူးလေးကိုထုတ်ကဖွင့်လိုက်တယ်အဲ့ဒီထဲမှာတော့ Rose ကိုဆွဲကြိုးလေးတစ်ကုံလောက်ကက်သေးလေးမှာလဲညှို့ရှင်သဘောကြတဲ့တည့်ရဲ့ပုံစံလေးဖြစ်တယ်အံ့ဩနေရဲ့မျက်နှာလေးကိုစိုက်ကြည့်ပြီးဆွဲကြိုးလေးကိုဝစ်ဆင်ပေးဖို့တောင်းဆိုလိုက်တယ်ညှို့ရှင်တွေမွေးနေ့လက်ဆောင်ညမောင်တဲမှာမလို့ဝစ်ပေးရတာကအနှဲငယ်ခက်ခဲပေမဲ့ကောင်လေးရဲ့ဝါဝင်းနဲ့လက်ပင်ထက်ရွှေရောင်နုဆွဲကြိုးလေးဟာပေါ်လင်လို့နေတယ်မန်သူ့ရဲ့ညှို့ရှင်ကိုကြည့်ပြီးအပြုံးဒီမှာဖုံးပေးမိကြနိုင်ခဲ့ကြိုက်ရဲ့လားအတန်အောရှရှမှခက်တူတူဆိုလာတာကြောင့်အလိုလိုက်နေပြမယ်ကြိုက်တယ်ဒါဆိုကိုတို့အစင်းတက်သွားပြီလို့ဆိုရမလားသူများတစ်ခါအသားယူပြီးမှအစင်းမတက်ပဲနေချင်သေးလို့လားဒီတစ်ချိန်တော့မက်အတန်ကြဲကြဲနဲ့ရှင်းမိရဲ့သူ့နှစ်ဖူးနဲ့ကောင်းလေးရဲ့နှစ်ဖူးကိုအသာတိုက်ကပျော်ရွှင်မှုတွေဖုံးပြီးမရနိုင်စွာနှစ်ကိုယ်ရဲသာကြားနိုင်မဲ့လေးတန်တွတ်တွတ်နဲ့ပြောဆိုလိုက်တယ်အဲ့လိုဆိုရင်တော့ခြာတိတ်ကကိုယ့်ကောင်လေးတဝင်ဖြစ်သွားတော့မှာပေါ့နော်ဘာလို့နဲ့ရက်တွေမှလတွေကိုကိုပြောင်းကုန်ပြီစောင်းဝင်ကားစားပင်မို့အများကြီးမအေးသေးပေမဲ့ညဘက်တွေဆိုရင်တော့တိတိတသားချမ်းစိမ့်လို့နေရဲ့တိုးတိမ်နဲ့ညညူတန်ဟာအခန်းထဲမှာပေါ်ထွက်လာပြီးဆိုစွတ်တဲ့နားရှက်ဝဲရအနှမ်းအသံတွေကပြန့်နှံ့လို့နေရဲ့လင်းညွရဲ့နှက်ခမ်းသားတွေမှာအပီးပိုင်ဆော့ယူခြင်းခံနေရပြီးမနှဲစည်းကျက်ညီအောင်လိုက်နေရတယ်ကရင်းတဲကိုဝင်ရောက်လာတဲ့ရှာတူတူဟာဗဇက်တွင်မိုင်ကိုလေးလာဆက်ဆုနေရဲ့ရှာချင်းချင်းတွေးဆောင်မိရဲ့ခါမှာတော့လင်းညွမနေနိုင်စွာနဲ့ပျော့ခွေလာရတယ်ကို့ခွင့်ပြုပေးမလားအဲရှာနေရဲ့အတန်ပိုင်ရှင်ဟာလင်းညိုအကြည့်ချင်းဆုံးကခွင့်တောင်းလာတယ်လင်းညိုသူ့နှခမ်းအတွင်းသားကိုခက်တတာကိုက်ပြီးကောင်းကြီးပြလိုက်တယ်သူ့တံမှာခွင့်ပြုချက်ရတဲ့ကလယ်ရင်းကိုငေါ့ပြီးနမ်းလာသူဦးမှန်လက်တွေကလည်းအငြိမ်မနေပဲသူ့အင်ကြီးအောက်ထဲကိုစူးစမ်းနေရဲ့ဒါကတိတ်မကြလိုက်သူ့အင်ကြီးအချုပ်ခံလိုက်ရပြီးရင်ဘက်ရှိချယ်ရီသေးလေးမှာဖိချေခံလိုက်ရတယ်နောက်တခဏမှာပဲလင်းညိုရဲ့ဘောင်းမီနဲ့အတွင်းကန်ဟာသူ့ကိုယ်ပေါ်မှာဆွဲချိုးခံလိုက်ရတယ်ကိုလုံးတီဖြစ်နေတဲ့သူ့ချစ်သူကိုကြည့်ကမန်တယောက်ထင်းချုံမှုတွေလွတ်ထွက်ကုန်ရပြီတိတ်လာလုံးနေသူ့ကောင်ငယ်လေးကအရန်ဆွဲဆောင်မှုပြင်လုံးနေဝါဝင်းကြီးရဲ့အသားရည်ပေါ်မှာသူ့ပေးခဲ့တဲ့အမှတ်သားတွေကပေါ်လွင်နေလျက်ရက်ပြီးမျက်နှာကိုလက်ပမိုးနဲ့ဖုံးထားပေမဲ့ရီဝဝီမျက်ရည်တန်းနေရဲ့အနက်ရမျက်ဝန်းလေးပြီးသူ့တံမှာအကြည့်မလွေထားပုံကအရန်ချစ်ဖို့ကောင်းနေရဲ့မန်ကတင်ပေါ်မှာအစင်သင်းချထားတဲ့ချောစီဘူးကိုအသာညှက်လိုက်ပြီးတော့ပြပြတဲ့လက်ချောင်းတွေကိုတုပ်လိမ့်လိုက်တယ်။ခြားတိတ်လေးရဲ့ပေါင်တစ်ဖက်ကိုဆွဲခွာကပေါ်ထွက်လာတဲ့ပြားရည်တွင်းလေးရဲ့ကိုလက်ချောင်းတွေကတစ်ချောင်းမှနှစ်ချောင်းမှသုံးချောင်းထိအဝင်ထက်လှုပ်လာတဲ့ကလင်းညို့နာကျင်လာရတယ်။နောက်တစ်ခဏဦးမန်ရဲ့လက်ဟာသူ့အရှိပိုင်းလိန်တန်ကိုအသားရကင်တွယ်လာတယ်။အရှိအသားရမှုနဲ့အနောက်ကနာကျင်မှုကလင်းညို့ရဲ့အသေးစိတ်ကိုတိုက်စားနေရဲ့။ဒီအတိုင်းမိနစ်အနေငယ်လှုံ့ဆော်ခံရပြီးအနောက်ပေါက်မှာပုံမကြီးမိုင်းအရာကသူ့အတွင်ပိုင်းကိုကျိုးကျော်လာခဲ့တယ်။မျက်ရည်ဝဲတဲ့အထိအလွန်နာကျင်လာတယ်။ချောစီရီအများကြီးသုံးထားတာတော့မှစိတ်တင်းမထနဲ့ချတဲ့ကို့ကြည့်ညင်သားတဲ့အနံတွေနဲ့ချောမြူလာတော့စိတ်ကိုလျှော့ကဦးမှန်နဲ့အကြည့်ချင်းဆုံလိုက်တော့အဲ့ဒီလူကြီးရဲ့ရမက်တွေခိုးဝင်နေတဲ့ညုံတဆုံကသူ့ကိုတစိုက်မမက်ကြည့်လို့နေရဲ့ထို့တင်မှုကတဖြည်းဖြည်းမြန်လာရပြီးအသားချင်းရိုက်တံတွေကလည်းအခန်းတွင်ပြန့်နှံ့နေလေအသားကြောင့်ရဲ့ဝင်ထွက်မှုကိုနေသားကြလိုက်လင်းညို့မှာသူ့အတွင်မှာတနေရာကရုတ်တရက်ကျဉ်တက်သွားတာကြောင့်မထိန်နိုင်စွာငင်းညို့မိရတယ်။နေရာမှန်ကိုရှာတွေ့သွားတဲ့မှန်မှာအဲ့ဒီနေရာကိုဇက်တိုက်အရှင်ပြင်းပြင်းနဲ့ထိုးသွင်းလိုက်တယ်။ကောင်လေးရဲ့တရားအလွန်နှွေးထွေးလာတယ်။ကိုချစ်သူကကိုတွယ်ညီးတန်တွေထွက်လွင်လာတော့မန်တယောက်ထိန်ချုံမှုတွေလွတ်ကင်းလာတော့တယ်။ဦးမန်ကျွန်တော်ပြီးရောမယ်။အတူတူပြီးရအောင်လေခဏအောင်ထောင်း။နှစ်ယောက်သားရမက်နုံနဲ့ပို့ပြီးတော့နှင်မောလာရက
လင်းညိုရဲ့ခြေထောက်တွေတုံတက်ကပြီးမြောက်သွားတယ်။မန်လည်းတခါတည်းပြီးမြောက်ခဲ့ပြီးတော့လဲချောင်းတွေမှာချုပ်တီးထားရတဲ့အရှက်ရှာညီးတန်ကိုကျင်းနဲ့စွာထုတ်လုပ်ခဲ့တယ်။ချစ်တယ်ကောင်းလေးကိုမျိုးတိတ်ချစ်တယ်။ချစ်သူနှစ်ယောက်မလုံမရှန်နဲ့ဖတ်ထားကြကအမောဖြစ်နေကြတယ်။မေးစင်လာတဲ့မျက်တောင်တွေကိုမှန်မြတ်နိုးစွာကြည့်နေရင်းနဲ့မနေနိုင်စွာထက်နှံမိပြန်တယ်။မိနစ်ပိုင်းမကြာခြားတဲလေးအိပ်ပျော်သွားတယ်။အဲ့တော့ပင်မသွားပုံရှာတယ်။အဲ့တော့မှမန်လည်းထကတန်ရှင်းလုပ်ဖို့ပြစ်နေအိမ်မောကျနေသူကိုမနှိုးမိစေဖို့အตาရတန်ရှင်းပေးလိုက်ပြီးအဝတ်စားတွေနဲ့တေချာဝစ်စင်ပေးလိုက်တယ်။အစားမအဆုံးထိတိုင်အောင်လင်းညိုကတော့တစ်ဆက်မှလှုပ်မလာခဲ့။ပြီးနောက်လင်းညိုဘေးနာဝင်လဲလိုက်ပြီးနူးညံ့တဲ့စပင်းလေးကိုတောက်ဖာပေးမိရဲ့။သူ့ရင်ခွင်နဲ့အိပ်ပျော်နေသူကိုကြည့်ကမန့်အပြုံမှာအစမတန်ညှင်းတာနေပြီရဲ့။အိမ်မက်လလမတ်ပါစီကိုအချက်။တယောက်ကိုတယောက်ထွေးပွင့်ရင်စားဦးညဟာချစ်သူနှစ်ယောက်အတွက်တော့အလွန်ပင်နှွေးထွေးနေလေရဲ့။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့Single Father ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးပါပြီ။နောက်ထပ်ဇာတ်လမ်းကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်သွားပြီးဖို့တောင်းဆိုပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။